ကချင်းတောင်းထဲမှာပုံပေမဲ့ဘုတ်ကတော့သူ့နေရာကနေမရွှေ့ပဲနေတယ်စစ်တပ်ပွဲတော်မှာအသုံးပြုတဲ့မီရှူတုံးပြန် rocket ကိုကင်ပြီးအခန်းထဲဝင်လာတဲ့ဝူဒီကိုရှာပြီးဒုံးပြန်မှာချီနှောင်ဖို့ကြိုးစားပေမဲ့မတွေ့ဘူးဒါကြောင့်ဘိုးစကိုဖမ်းပြီးဒုံးပြန်မှာချီလိုက်တယ်ဝူဒီပုံနေတဲ့ချင်းတောင်းပေါ်မှာလည်းတစ်တာတစ်လုံးတင်ထားလိုက်တယ်မိုးရွာနေတာကြောင့်ဒုံးပြန်ကိုမနှက်ဖြန်မှဖောက်မယ်လို့ဆုံးဖြတ်ပြီးစောစောထနိုင်ဖို့နှိုးဆက်အောင်ကိုချိန်ထားတယ်စစ်အိပ်ပျော်သွားတဲ့အခါဝူဒီကချင်းတောင်းထဲကထွက်ဖို့ကြိုးစားပေမဲ့မရဘူးဒါကြောင့်ဘလူးစ်ကိုအကူအညီတောင်းတဲ့ဘလူးစ်ကတော့စိတ်တက်ကြနေပြီးသူဟာကစားစရာရုပ်တရုပ်ပဲဖြစ်တဲ့အတွက်ဘသူ့ကိုမှမကူညီနိုင်ဘူးလို့ပြောတယ်ဒါပေမဲ့မင်းလုံနိုင်ပါတယ်ဘိုးစငါကိုဒီကနေထွက်နိုင်အောင်ကူညီပါဝူဒီကကလေးတယောက်ကိုပျော်ရွှင်အောင်လုပ်ပေးရတဲ့ကစားစရာရုပ်ဖြစ်ခြင်းကအာကာသစစ်သားဖြစ်တာထက်ပိုကောင်းတယ်လို့ပြောတယ်အန်ဒီကလူးစ်ကိုတောင်ပန်နဲ့လေးစားရှိလို့ပိုချစ်တာဖြစ်တယ်လို့လည်းပြောတယ်ဝူဒီကဝမ်းနဲ့စွာနဲ့ဒုံးပြန်မှာချီခံရတဲ့နာငါပဲလို့ပြောလိုက်တယ်ဒါပေမဲ့ဘိုးစကဝူဒီကိုကူညီဖို့ဆုံးဖြတ်ပြီးတစ်တာကိုတွန်းချလိုက်ရဝူဒီလည်းချင်းတောင်းထဲကလွတ်မြောက်သွားတယ်ကောင်းပြီအဲ့ဒီအချိန်မှာနှိုးဆက်မြည်လာပြီးစိုက်နိုးသွားတယ်ဘိုးစကိုယူပြီးဒုံးပြန်ဖောက်ဖို့အပြင်ထွက်သွားတယ်ဝူဒီကထွက်ဖို့ကြိုးစားတဲ့အခါစစ်ရဲ့ခွေးစစ်ကအပြင်မှာစောင့်နေတာကိုတွေ့လိုက်ရတယ်ဒါကြောင့်တကားကိုပိတ်ပြီးအခြားကစားစရာတွေကိုအကူအညီတောင်းတယ်ကျေးဇူးပြုပြီးကူညီကြပါသူကငါတငယ်ချင်းပါတစ်ဖက်မှာတော့အန်ဒီကဒီနေ့အိမ်ပြောင်းတော့မဲ့အတွက်သူ့ကစားစရာတွေကိုစုသိမ်းရင်းဝမ်းနေနေတယ်ဝူဒီကကစားစရာအလုံးကိုစုစည်းပြီးဘိုးစကိုကယ်တင်ဖို့အစီအစဉ်တစ်ခုဆွဲတယ်ဘဲရုပ်ကိုအိမ်ကောင်းလောင်းသွားနေခိုင်းပြီးဖားရုပ်ကိုအခန်းထဲကထွက်စေတယ်ခွေးကဖားရုပ်ကိုလိုက်ဖမ်းရင်းအိမ်ပြင်ထွက်သွားတယ်အဲ့ဒီနောက်ဝူဒီကကစားစရာတွေကိုနောက်တကားကနေခေါ်ထုတ်ပြီးဘိုးစကိုကယ်ဖို့သွားတယ်ဒါပေမဲ့စစ်ကဝူဒီကိုတွေ့သွားပြီးဖမ်းလိုက်တယ်ဝူဒီနဲ့အတူမိချစ်တပူကိုထားပြီးအသားကင်စင် grill ပေါ်မှာတင်ထားလိုက်တယ်